ကလေးတို့ရေမင်္ဂလာညချမ်းပါကွယ်ဒီနေ့ဆရာမဖတ်ပြမယ်ပုံမြင်လေးကတော့ခါခွေးပုံမြင်လေးဖြစ်ပါတယ်ဒါကိုခါခွေးလို့ခေါ်တယ်ခါခွေးခါခေကိုမာလေးပြုံးနဲ့ခါခွေးပုံမြင်လေးမှာဆိုလို့ရှိရင်ကောင်းစဉ်လေးရှိတယ်ခရမ်းကျင်ဒီချမ်းတဲ့ဒီနေ့မှာတော့ခန့်ကန်နဲ့သူ့မိမိဟာခြံထဲမှာရဲရဲနီးနေတဲ့ခရမ်းကျင်ဒီလေးတွေကိုအတူတူခူးနေကြတဲ့သူတို့ရဲ့ခွေးကလေးပါပီကတော့သူတို့ဘေးနားမှာခုံပေါက်ကစားနေတာပေါ့အကြာကြီးဆော့လိုက်ရလို့ဖြစ်ပါရဲ့ခဏကြာတော့ခွေးကလေးဟာခြံထဲကခုံလေးပေါ်မှာအိပ်ပျော်သွားတယ်ခရမ်းကျင်သီးတွေချင်းတောင်အပြစ်ခုပြီးတော့အခါခန့်ခန့်နဲ့သူ့အမေဟာခုံလေးပေါ်မှာထိုင်ခေါ်ဖို့ကြော်သူစားကြတာပေါ့အဲ့ဒီအချိန်မှာခွေးကလေးပါပီလဲအိယာကပြန်နိုးလာတဲ့ပါပီလေးဟာအားအင်တွေပြန်ပြေးသွားပြီးခန့်ခန့်နဲ့အတူခြံထဲမှာပျော်ပျော်ရွှင်ရွှင်ဆက်ကစားကြတာပေါ့ကွယ်ဒါကတော့ခါခွေးပုံမြင်လေးပြီးသွားပါပြီအဲ့ဒီမှာဆိုလို့ရှိရင်ပုံမြင်လေးထဲမှာဆိုလို့ရှိရင်ဖွားလေးကဘာသီးတွေခူးနေရတယ်ခွေးလေးကဘယ်မှာအိပ်ပျော်သွားတာလဲကွယ်မင်းနဲ့ဖွားလေးကဘာစားနေကြတာလဲဖွားလေးဆိုတာခက်ခန့်ကိုပြောတာနော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီအခရာခခွေးရဲ့အသုံးပြုလို့ရတဲ့စကလုံးလေးတွေကိုပြောပြမယ်နော်ခုံထိုင်လို့ရတယ်လေနော်ခုံလေးတွေခမင်းစားစပွဲခုံမှာရှိမယ်ပန်းကျန်ထဲမှာခုံနေရှိမယ်ကျောင်းမှာခုံနေရှိမယ်ကွာနောက်တစ်ခုကတော့ဒါလေးကခွေးကလေးကိုခခွေးနဲ့စရေးပါတယ်နော်နောက်ပြီးတော့ခရမ်းကျင်ဒီကိုလည်းခါခွေးနဲ့ရေးတယ်ခေါ်ဖို့โอเคပြီးတဲ့ခါကျတော့ချင်းတောင်ဒါလေးတွေဟာခါခွေးနဲ့ရေးတဲ့စကားလုံးလေးတွေပေါ့ကွယ်ဒီနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲနောက်နေ့ကျမှဆုံကြမယ်နော်အိမ်မက်လှလှမဲ့ပါစေကွယ်